ဒီနေ့ကတော့ဘဝမှာတစ်ခါမှမဖောက်ဘူးတဲ့ blind box လို့ခေါ်တာပေါ့နော် blind box ကိုဖောက်ပါမယ်ရှင်ဒါဘာလို့ဖောက်လဲလို့မင်းနဲ့သူကလေငငယ်လေးကတိတ်ပြီးတော့အယုတ်တွေပါလေဘလို့ဝယ်ရတာစုရတာဖောက်ရတာဘာလို့နာမပါဘူးပထမဆုံးမြတ်သူစိတ်ဝင်စားခြင်းဟိုဒီ blind box ကဘာဖြစ်လဲဆိုတော့မြန်မာကချာမြန်မာအငွေ့သက်တွေပါတဲ့အယုတ်ကလေးတွေကိုဖောက်ရမယ် blind box ဖြစ်နေတဲ့အတွက်ပထမဆုံးနေစပြီးမှာ blind box ကိုဖောက်မယ်ဆိုတဲ့စိတ်ကိုဖြစ်သွားစေတယ်ခုခေတ်ပေါ်နေတဲ့အယုတ်တွေအများကြီးရှိတယ်က blind box ဆိုတဲ့ဟာတွေမှာအဲ့ဒါလုံးဝစိတ်ဝင်စားဘူးလည်းမကြခဲ့ကိုလည်းတိတ်ကိုနဲ့လည်းဆိုင်လို့မခံစားရဘူးဒါပေမဲ့မြန်မာအငွေ့သက်တွေပါပြီးမြန်မာအယုတ်တွေပါတဲ့ဒီ blind box ဖြစ်တဲ့ပထမဆုံးဖောက်ဖို့အတွက်ကိုအရန်ကိုစိတ်လှုပ်ရှားပြီးဖောက်မယ်လို့ဆိုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ blind box ကမြစ်သူဝယ်တာအားလုံးပေါင်းပြီးခဲ့တဲ့မွေးနေ့ရက်ကတကယ်ချင်းတွေကိုလက်ဆောင်ပေးမယ်ဆိုအားလုံးပေါင်း6ဘူးဝယ်လိုက်တယ်6ဘူးထဲမှာတကယ်ချင်း၄ရက်ကိုလက်ဆောင်ပေးတဲ့အချိန်မှာထွက်လာတဲ့အယုတ်ကဟော်ဒီအယုတ်ဒီယုတ်2မျိုးပဲထွက်လာတယ်ဘယင်လေးက secret တဲ့ secret ဘယင်အယုတ်ကိုမှ2ယုတ်ရပြီးတော့ဇော်ကြီး2ယုတ်ဆိုတော့အယုတ်က4ဘူးပေါက်တာ2မျိုးပဲရလိုက်တယ်ဒီပေါင်လေးကဈေးကွက်ထဲမှာ9000ဝန်းကျင်နဲ့ချိုးကတော့ပြန်ကြတော့မကောင်းတာကောင်းတာအကုန်ကြားတယ်အများစုကတော့9000ကိုမတန်ဘူးဆိုပြီးတော့တချို့ဝေဖန်မှုတွေရှိမြတ်သူကတော့ကိုယ့်တကူကြီးအတွင်းနဲ့ပြီး9000ကတန်တယ်လို့ယူဆတယ်ရှင်ဘာလို့လဲဆိုတော့ကိုမြန်မာပြည်ပေါ့နော်မြန်မာပြည်ကပိုင်ဆိုင်ပါတယ်ဆိုတော့ဟောဒီမောင်ရင်လောင်းပြီးတော့နောက်မှာစစ်သူကြီးဇော်ကြီးနောက်ဒီတနခါအထူးသဖြင့်တနခါပေါ့နော်တနခါလက်ရှိမှာလည်း UNESCO ဝင်အောင်စ조사နေရတဲ့အခါကျတော့ဒီတနခါကမြန်မာမူပိုင်းမှာဆိုတာမြန်မာတွေပထမဦးဆုံးဈေးကွက်ထဲကိုစတဲ့ blind box မှာတနခါ princess လေးပါလာတာအရန်ကိုဂုဏ်ယူပါတယ်ဘာလို့လဲဆိုတော့တနခါကမြန်မာမူဆိုတာကိုအမိုင်းဝင်သွားအောင်အမှတ်တရဖြစ်သွားအောင်တခါလေးတစ်စိမ့်နှိပ်တယ်လို့ပဲဒီ image လေးကိုယူလာပြီးတော့အရန်သဘောကျတယ်မောင်ရင်လောင်းမှလည်းဒီလိုပဲဒါမြန်မာပိုင်နဲ့မောင်ရင်လောင်းဒါပေါ့နော်ဟိုဘယ်လိုပြောမလဲအရန်ကိုပြောကြကောင်းတဲ့ချစ်စရာကောင်းတဲ့ leader တစ်ခုဖြစ်တယ်ဒီဖို့ပေါ့နော်ဒီမိဘနေပြီးတော့သင်္ကန်းဝတ်ပြီးဖို့မတိုင်ခင်မှာမောင်ရင်လောင်းနေတဲ့အဲ့လိုတစ်ခါလေးလေးပြီးတော့ဒီလိုဝတ်လေးဝတ်ဒီမြင်းလေးစီးပြီးတွားကြရတယ်ပေါ့နော်မြို့ကိုပတ်တယ်ပေါ့နော်ဟိုဝက်ကွက်ထဲကိုပတ်ပြီးတော့အမျိုးသမီးတွေကိုဒါပြရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြိုက်တယ်ဒါကမြန်မာပိုင်နေဆိုတဲ့ဟာလေးပါအတွက်ဒီ idea နဲ့ဒီလိုလေးထည့်သွင်းပေးရတဲ့ဒီကဒီ blind box ကိုပေါ့နော်စတင်ဖန်တီးတဲ့ idea ရလို့တကယ်လဲကျေးဇူးတင်ကြောင်းလည်းပြောချင်ပါတယ်ဒီရုပ်လေးတွေပါအောင်ထည့်ပြီးတော့ so okay ဟောဒီပထမလုတ်ကြည့်ုံနဲ့9000ပေးရတာအရန်တန်တယ်အကြိုက်ဆုံးကဟောဒီအောက်ကစာချောင်းလေးဗာလေးလဲဆိုတော့ကိုကရွေးချယ်ရမှာမဟုတ်ဘူးအယုတ်ကလေးကဒါကိုကိုရွေးချယ်သွားမှာကိုကသူ့ကိုဗာလဲဆိုတော့ရွေးချယ်တာမဟုတ်ဘူးသူကကိုကိုရွေးချယ်တာအဲ့ဒီရဲ့ idea အဲ့ဒီရဲ့စိတ်ကူးစိတ်တမ်းအရန်သဘောကျတယ် blind box ကကိုကရွေးချယ်တာမဟုတ်ဘူး blind box ထဲမှာပါတဲ့အယုတ်ကလေးကကိုကိုရွေးချယ်တာအဲ့ဒီ idea အရင်ကြိုက်ပါတယ် okay ဖောက်ခင်မှာအကြံဉာဏ်ပြည့်ပြတ်ချင်ပါတယ်ရှင်ဘာလို့ဆိုတော့ဖောက်ပြီးသွားတဲ့အယုတ်၄ယုတ်ရှိတယ်2မျိုးရတာဆိုတော့အခါကျတော့ဟောဒီ2မျိုးမှကြီးချစ်စရာကောင်းတယ်သူကပြောမှာပေါ့နော်ဒီလို key chain တွေဒီမှာပေါ့ဖုန်းမှာဆိုဒီလိုမျိုးဟာတွေပါတာပဲဒီလိုမျိုးမပါဘူးလားမဟုတ်ဘူးသူကကြတော့ souvenir လိုမျိုးပဲကိုယ့်ရဲ့အမှတ်တရပေါ့နော်ကိုယ့်ရဲ့နိုင်ငံခြားသားကိုလက်ဆောင်ပေးချင်တာပဲဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့မှန်တင်ကုန်ဒါမှမဟုတ်ကိုယ့်ရဲ့စာကြည့်ပွဲကိုယ့်ရဲ့ရုံးစပွဲမှာအလှထားမယ်ကိုယ်တငယ်ချင်းကိုပေးချင်တယ်ကိုမိတ်ဆွေကိုပေးချင်တယ်ဆိုရင်ရုံးထဲမှာဒီလိုလေးတင်ဖို့အတွက်ကပို့ပြီးတော့သဘောကျတယ်ပေးရတဲ့ဈေးနဲ့လုပ်ပေးထားတဲ့အားလေးကအရန်ကိုအသက်ဝင်နေသဘောလေးအရန်ကျတယ်တစ်ခုပဲပြောကြရှိတယ်အဲ့ဒါဘာလဲဆိုတော့ဆေးရုံချဲတဲ့နေရာမှာပေါ့ဟောဒီနှစ်ယောက်ဒါလေးဆိုရင်ကအယောင်လေးကတစ်မျိုးလေးဖြစ်နေမတူဘူးဖြစ်နေပုံမှန်တစ်ခုလေးဆိုတော့မသိတာမှနှစ်ခုရှင်တဲ့အခါကျရင်ဒီအယောင်နှစ်ခုကမတူတာလေးဖြစ်နေနောက်တစ်ခုလေးကကျတော့ဒီဟာလေးပေါ့ဒါလေးကဝေဖန်တာပါနောက်အသစ်ထုတ်တဲ့အခါမျိုးကြာရင်လဲပေါ့နော်ဟိုပုံမူကောင်းမွန်တဲ့ idea တွေပုံမူကောင်းတဲ့အရေးသွေးတွေရစီချင်လို့အခုမကြိုက်ဘူးလို့ဆိုကြိုက်ပါတယ်ရှင်ဒါပေမဲ့ဒီနေရာမှာပေါ့နော်ဘရင်လေးဒီမှာစေးချဲတဲ့နေရာလေးတွေမှာဒီထက်ပို့ပြီးတော့အသေးစိတ်လေးပေါ့နော် detail လေးဖြစ်စေခြင်းနဲ့ဒါလေးထက်စာပို့ပြီးတော့ပေါ့နော်ဟိုတိုက်ရက်တဲ့စေးချေမှုလေးကိုမျောလင်းမိတာပါဒါမကြိုက်လားမင်းကြိုက်ပါတယ်ရှင်သဘောလည်းအရင်ကြပါတယ်ဒါနောက်ထွက်မဲ့အယုတ်တွေနောက်ထွက်မဲ့ quality တွေမှာဒီထက်ပုံမကောင်းမွန်တဲ့အရေးသွေးတွေထပ်မြင်ကျင်လို့ဝေဖန်အကြံပြုခြင်းဖြစ်ပါတယ်เนาะဒါမကောင်းတဲ့ရှုထောင့်ကနေပြောတာမဟုတ်ပါဘူးပြောချင်ပါတယ်ကဲပြောရင်းနဲ့အိုးနောက်တစ်ခုကြံသေးရပြောခဲ့ဖို့9000ပေးရတာဘာလို့တန်လဲမေးနောက်တစ်ချက်ဟိုလိုမျိုးကိုယ့်ရဲ့ကတ်လေးတွေရဲ့အနောက်မှာ QR scan လေးတွေနဲ့ပေါ့နော်ကိုရရှိပိုင်တဲ့အယုတ်လေးတွေ animation လေးတွေကိုမြင်ရတာလေအရန်ကိုသဘောကျတယ် animation တစ်ခုတိုင်းကိုအသေးစိတ်ပြီးချစ်စရာကောင်းအောင်လုပ်ပေးထားတာတော့ကိုအရန်ကိုကျေးဇူးတင်ပါတယ်ဒီထက်ပို့ပြီးတော့ပြည့်စုံခြင်းဆိုတော့ကိုကအိမ်မှာလည်းခလေးလေးရှိတာကိုယ့်ရဲ့တူလေးသားလေးရှိတဲ့အခါကျတော့ဟောဒီဆိုကြီးအယုတ်ကလေးတွေရဲ့နောက်ခံမှာသူတို့ရဲ့သမိုင်းလေးတွေပေါ့
ဇော်ဂျီယာဆိုရင်သူ့ရဲ့တောင်မွေးလေးနဲ့ဆေးဘလို့ကြိတ်တယ်ဆိုတဲ့အကြောင်းမျိုးလေးသူကဘလို့ရှောက်သွားတယ်ဆိုတဲ့အကြောင်းမျိုးလေးဘီရင်ဆိုရင်ဘီရင်ရဲ့သမိုင်းစဉ်လေးအနည်းငယ်ပေါ့နော်ကလေးတွေညအိယာဝင်နားထောင်တဲ့ပုံမြင်ပုံစံမျိုးလေးနဲ့နောက်က narration အတန်လေးနဲ့ကာတွန်းလေးကအဲ့လိုပြောင်းလေးဆိုတော့ပို့ပြီးတော့ပေါ့နော်ညောင်လေးမိတယ်အခုလည်းမကောင်းဘူးကောင်းတယ်ဒါနောက်ထွက်မဲ့အခါကျအဲ့လိုမျိုးလေးတွေထပ်ပြီးပါဖို့အတွက်ညောင်လေးရင်းနဲ့ဝေဖန်ကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်ရှင်ကဲအဲ့ဒါစပြီးတော့ဖောက်ပါတော့မယ်ရှင်စကားကြီးလည်းရှိဝေးများနေပြီဆိုတန်မိုးထားစရာအတိတ်ကာလလေးကိုမြင့်မြတ်နဲ့ဖွင့်ကြည့်ပေးပါတကယ်မြင့်မြတ်နဲ့ဖွင့်ကြည့်ပါတယ်ကိုယ့်ရဲ့မြန်မာမှုမြန်မာဟန်မြန်မာအငွေ့သက်တွေပါတာလေးတွေကိုအရန်တန်မိုးထားလို့ပါရှင်ဟိုင်းအယုံမှာတော့သူက secret ရုပ်ကလေးကထင်တယ်ဒါလေးကဒါလေးကဖိုးဝါရုပ်ကလေးလားမသိဘူးနော်ဖိုးဝါရုပ်ကလေးနဲ့ရှင်ဘရင်နဲ့ကိုကတော့ရှင်ဘရင်ကတော့နှစ်ရုပ်ပေါက်ပြီးသွားပြီဆိုတော့ secret ကတော့ဖိုးဝါရုပ်ဖြစ်မလားဒါလေးရပါကိုရန်သဘောကျဒါပေမဲ့အခုစီမှာမရှိသေးတဲ့အယုတ်တော့ပို့လို့ခြင်းနဲ့အထူးသဖြင့်ဟောဒီတနခါ princess လေးကိုအရန်မျော်လင့်မိတယ်ပေါ့နော်တနခါ princess ကိုအရန်လိုချင်တယ်ဘာဖြစ်လဲဘာရအချစ်ပါတယ်ဘာရကြိုက်ပါတယ်ကဲဖောက်ပါပြီရှင်ဒါလေးရချစ်ပါတယ်ဒါပေမဲ့ဇော်ဂျီနဲ့ရှင်မီတော့မလို့ချင်တော့ဘူးyes ရှင်းပါโอเคအဲ့တော့အယုတ်တစ်ခုတစ်ပဲဇော်ဂျီလည်းမဟုတ်လားဘူးဆလာဟာဇော်ဂျီကဲနမိတ်တော့ကောင်းပါတယ်ဇော်ကြီးပဲရဒါပေမဲ့ဒါလေးကလည်းဘာဖြစ်တော့အဲ့ဒါဖြစ်နေတာလားသတင်းကောင်းလားသတင်းဆိုးလားတော့ပြောတာဘယ်လိုပြောမှမသိဘူးတကယ်ကိုလည်းမျောလင့်ပြီးတော့တကယ်ကိုလည်းချစ်လို့ဆိုပြီး blind box 6ခုဖောက်ပါတယ်ဒါပေမဲ့အခုဒီလိုမျိုးပေါ့နော်ဒါဆိုကွာအဲ့ဆိုလည်းပြုတ်ကြတာမဟုတ်ဘူးခုနဖောက်ကလေးကပေါ်လာဆိုဒီလိုမျိုး error ဖြစ်လာတဲ့ခါမျိုးကြတယ်ဘယ်လိုလုပ်အောင်လဲစိတ်ထဲမှာတစ်မျိုးပေါ့နော်ကိုကကောင်းမွန်တဲ့လှပလေးပဲလိုချင်တာပေါ့ဒီလိုမျိုးကြီးဖြစ်လာတယ်ဆိုရင်တော့အဓိကတော့ဒီ blind box ရဲ့ quality လေးကိုပို့ပြီးတော့ပေါ့နော် view site ပေးစီခြင်းနဲ့သူကအမှန်တိုင်းပြောတာပါဒါအကောင်းမြင်တဲ့စိတ်နဲ့ဒါလေးကိုယ့်ရဲ့မြန်မာမှုဆိုတာကိုပေါ့နော်ပတ်မိုးခြင်းတဲ့စိတ်နဲ့သူဒီ blind box ကိုကိုယ့်ဘာသာကိုဝယ်ပြီးတော့ဖောက်တာပါ6ဘူးဝယ်4ဘူးတကယ်ကျုံလက်ဆောင်ပေးရ2ဘူးပြင်သူဖောက်တယ်ဇော်ကြီးအများဆုံးပေါက်တယ်ပေါ့သဘောကျပါတယ်ဇော်ကြီးကဒါစိတ်စိတ်ကြေလုံးနဲ့ရှောက်သွားနေရဲ့အယုတ်ကလေးဆိုတာလွတ်လပ်ပေါ်ပါတယ်ပေါ့သူကြီးကဒါပေမဲ့ဒီလိုမျိုးလေး error ပါလာတဲ့အခါမျိုးကြရင်ဘယ်လိုလုပ်ရမလဲဆိုတော့အခုဒါကတော့ကိုကဘာမှလုပ်လို့မရဘူးလေနော်9000ဒါပေမဲ့ဒါကြီးကိုပြန်ပြီးတော့ပြန်စဉ်းစားရအောင်ဘယ်နေမှာပြန်ပြီးဘယ်လိုအသုံးချအောင်လဲဆိုပြီးတော့တော်တော်စီဒီလိုမျိုးလေးအကောင်းတဲ့ဆိုတော့ပိုကောင်းတာပေါ့နော်ဒါကလေအဲ့ဒါဘာမှမလုပ်ခနဲ့ပေါ့ဆိုထွက်လာတယ်အဲ့လိုဖြစ်သွားတာဆိုတော့ပြောချင်တာကတော့quality လေးကိုတေချာလေး view site ပြီးထိမေးစေချင်ပါတယ်ကြလို့များကိုက overseas ရနိုင်ငံသားဧည့်သည်ကိုလက်ဆောင်ပေးရမှာဒီလိုမျိုးလေး error ဖြစ်လာတာမျိုးဆိုရင်ပေါ့နော်အစင်မပြေရလေးဖြစ်မှာဆိုလို့ပါကိုယ်ကတန်မိုးထားပြီးတော့စပွဲပေါ်တင်ကျင်တာဒါပေမဲ့အခုဒါလေးကတင်လို့မရဘူးဘယ်လိုပြန်လုပ်အောင်လဲမသိဘူးပေါ့နော်ဆိုတော့တချို့ကြတော့ကငွေ9000ဆိုတာကတချို့တွေကြကြကြတော့တဘာပြောဟိုပေါ့နော်ဟိုသူတို့ရဲ့မိုးဘိုးတွေကကလေးတွေကစုဝဲရမျိုးရှိတောင်းရှိနိုင်တယ်အဲ့လိုကလေးမျိုးမှသူတို့ဟာမျိုးလေးပါလာခဲ့မယ်ဆိုရင်သူတို့တော်တော်လေးကိုစိတ်မကောင်းစရာလေးဖြစ်သွားမှာစိတ်ဘူးလို့ပါရှင်ကဲဘာပြောဖြစ်သွားတော့9000ကိုသဘောကျပါတယ်ကြိုက်ပါတယ်ဒီလို animation လေးတွေလုပ်ပြီးဖတ်ထားတာလေးတွေပြီးတော့ကိုယ့်ရဲ့ဗမာမှုဗမာဟန်လေးတွေကိုဒါတွေမြန်မာအငွေ့သက်တွေအများကြီးနဲ့စတင်ပြီးတော့ဗမာပြည်မှာမိတ်ဆက်တဲ့ blind box ဖြစ်တဲ့အတွက်နှစ်တော်9000ပေးရတာသဘောကျပြီကိုယ့်ရဲ့တကူတန်လို့ခံစားရပါတယ်ဒါပေမဲ့ဒီ9000ကိုချစ်ချုပ်ပြီးတော့မိုးဘိုးတွေကစုဝယ်ရမယ်ကလေးတွေကဒီလိုမျိုး error ပါလာမျိုးတွေပါလာခဲ့မယ်ဆိုရင်တော့ဒါသူတို့တော်တော်လေးကိုစိတ်မကောင်းစရာလို့နှစ်တော်ယူဆပါတယ်ရှင်ကဲအဲ့ဆိုတော့ကျေးဇူးတင်ပါတယ်နှစ်သူက blind box မှာဇော်ဂျီနဲ့ရှင်ဂျီလေးပေါက်တာများပါတယ်ရှင်ကျေးဇူးပါ